ဒီအချက်ဘေးအုပ်အော်ဒန်တုံမျိုးတွေကတခုခုကိုကြားလိုက်ရပြီဆိုရင်တော့တင်ကတကယ့်ကိုအန်ဒီရဲ့အကြီးကြီးနဲ့ရင်ဆိုင်နေရပြီလို့မှတ်လိုက်ပါပထမဆုံးတစ်ခုကတော့ modulator လို့ခေါ်ပါတယ်အတန်ကတော့ဒီလိုအတန်ကြီးထွက်ပါတယ်ဒီအုပ်အော်ဒန်ကဆူနာမီလိုင်းတွေလာတော့မယ်ဆိုတာတတိပေးဖို့အသုံးပြုတာပါတကယ်လို့ဒီအတန်ကိုကြားလိုက်ရရင်ဘာမှတွန့်ဆုမနေပါနဲ့တောင်ပေါ်ဒါမှမဟုတ်မိအရာရက်ကိုအမြန်ဆုံးတက်ပြေးပါဒုတိယအုပ်အော်တန်ကတော့လိုင်းယုံကင်းလို့ခေါ်ပါတယ်ဒီအတန်ကိုကြားရပြီဆိုရင်တော့အနီးနားမှာဓာတ်တူပဲစီးတွေယူဆင့်ပြီးပြန့်နှံ့လာတာဖြစ်နေပြီးတော့အသေးပဲရပါတယ်အဲ့ဒီအခါမှာဓာတ်ငွေကိုကာကွယ်ရအောင်မျက်နှာဖုံးရှာဖို့ဒါမှမဟုတ်အဲ့ဒီနေရာကနေချက်ချင်းထွက်ခွာဖို့ကအလွန်အရေးကြီးပါတယ်ဒါပေမဲ့ဒီနောက်ဆုံးအုပ်အော်တန်ကိုကြားလိုက်ရပြီဆိုရင်တော့အခြေအနေတွေကပိုပြီးလို့ဆိုးသွားပါပြီဒီအုပ်အော်တန်ကို yet and layan လို့ခေါ်ပါတယ်တခြားအုပ်အော်တန်တွေနဲ့မတူတာကတော့ဒီအတန်ကိုစမ်းတက်ဖို့ကဘယ်တော့မှအသုံးမပြုပါဘူးသူ့ရဲ့အတန်လိုင်းကအရန်ပြင်းထန်လို့ဒီအတန်နားမှာရှိနေရင်တော့အလွန်အန်ဒီရများပါတယ်ဒီအတန်မီလာပြီဆိုရင်တော့နျူကလ িয়ার ဒုံးကျည်ထိမှန်လုံးမယ်ဆိုတဲ့အတိတ်ပဲပါဒီအတန်ကိုကြားရပြီးတဲ့နောက်မှာတော့မင်းနောက်ဆုံးမြင်လိုက်ရမယ့်အရာကတော့ကြီးမားလာတဲ့နေယူကလ িয়ার မှုပွင့်ကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတဲ့အုပ်အော်တန်တစ်ခုရှိပါသေးတယ်အဲ့ဒါကိုလူသားတွေကြုံတွေ့ရမှာကိုတော့အလွန်ကြောက်ကြပါတယ်အဲ့ဒီအတန်ကို TikTok မှာ Dwayne Stacian လို့ရိုက်နေပြီးတော့လေကိုယ်တိုင်နားထောင်ကြည့်နိုင်ပါတယ်အကောင့်လေးကို follow ထားပါစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်ဆုံကြမယ်